မင်္ဂလာပါကျောင်းတစ်ခုကိုစီမံခန့်ခွဲဖို့ဆိုတာကလောကမလွယ်ပါဘူးဒါကြောင့် Connected Group ရဲ့ School Management System ကိုမိတ်ဆက်လိုက်ပါတယ်ဒီ system နဲ့ဆိုရင်ကျောင်းရဲ့စီမံခန့်ခွဲရတဲ့အလုပ်တွေအကုန်လုံးကို 15% အထိလျှော့ချနိုင်ပါတယ် private school international school university စတဲ့ဘယ်လိုကျောင်းမျိုးမှာမဆိုအသုံးပြုလို့ရတဲ့စနစ်တစ်ခုဖြစ်ပြီးတော့မှကျောင်းရဲ့ operation အားလုံးဖြစ်တဲ့ online admission HR module attendance leave payroll LMS finance and accounting စတဲ့ features တွေလည်းပါဝင်ပါတယ်online agent တွေထဲမှာအများဆုံးစိုးရိမ်ရတဲ့အရာကတော့ဒီပြတ်သွားမလား wifi ပြတ်သွားမလားဆိုတာပဲ connected ရဲ့ system ကကြတော့ offline နဲ့ပါဆောင်ရွက်တော့ဆက်ဖြစ်နိုင်ပြီးတော့မေးလာတဲ့အခါ internet ချိတ်ရုံနဲ့ auto submit လုပ်ပေးပါတယ်တနေရာထဲမှာပဲ attendance homework reset payment အားလုံးကိုစီမံနိုင်ပါတယ်အထူးသဖြင့်မိဘတွေက parent account နဲ့သားသမီးရဲ့ attendance တွေ payment တွေ homework တွေ reset တွေကိုလည်းတနေရာထဲမှာပဲ anytime anywhere ကြည့်နိုင်ပါတယ်ဒါကြောင့် connected group ရဲ့တင်ကြောင်းကို digital နည်းပညာနဲ့အဆင့်မြင့်တက်လိုက်ပါ